လာပါကျွန်တော်ဒီ film ကိုကျွန်တော်နီးပညာနဲ့ဆိုင်တဲ့ကျွန်တော်ဒီ AI software လို့ကျွန်တော်ပြောပြပေးမယ်ဒီ notebook analysis ဆိုတဲ့ဒီ software လေးကျွန်တော်တုံ့ပြန်ဖြစ်ပါတယ်ကျွန်တော်ဆုံးနေကျွန်တော် data source ကျွန်တော်ထည့်ထားတယ် crane new နှိပ်ပြီးတော့ source တင်ထည့်မှထည့်ပြမယ်ဒီမှာ source လေးကိုသွားကျွန်တော်ဒီအောက်ကကျွန်တော်အပေါင်းလေးကျွန်တော်ချက်နေနှိပ်ပြီးတော့ကျွန်တော်ဒီမှာကျွန်တော် website လို့ကျွန်တော် source အနေနဲ့ထည့်လို့ရတယ်ကျွန်တော် audio လည်းထည့်လို့ရတယ် PDF file နဲ့လည်းထည့်လို့ရတယ်ကျွန်တော်စာရေးဖတ်မှပြင်းနေဆိုခြင်းပြီးတော့ဒီမှာ text အနေနဲ့ထည့်လို့ရတယ်ကျွန်တော်ပထမဆုံး AI ကိုကျွန်တော်မေးချင်တဲ့မေးခွန်းတွေအများကြီးကျွန်တော်မေးထားတယ်မေးထားတဲ့မေးခွန်းတွေတော်တော်များရဗျာကျွန်တော်ကြံတဲ့ဟာကျွန်တော်မေးလိုက်မယ်အဲ့စာအကုန်လုံးကျွန်တော် copy ကူးပြီးတော့အဲ့ notebook နဲ့ကိုကျွန်တော်ပြည့်ထည့်ထားတယ်ကျွန်တော်လေ့လာတတ်တာပေါ့နီးပညာနဲ့ပတ်သက်ပြီးတော့လေ့လာခြင်းနဲ့ဆိုရင်ကျွန်တော်ဒီလိုမျိုးလေ့လာလို့ရဗျာ AI ကိုအရင်ဆုံးကိုသိချင်တာအများကြီးမေးလိုက်မေးပြီးကျွန်တော်ဒီ notebook နဲ့ကို idea အကုန်လုံးပြည့်ထည့်လိုက်ပြည့်ထည့်တော့ကျွန်တော် video တွေနဲ့ဒါမှမဟုတ်လည်းအတန် file တွေနဲ့ကျွန်တော်လေ့လာလို့ရတယ်ကျွန်တော်နည်းနည်းကြံတဲ့ဟာလေးကျွန်တော်ဒီနေ့ကျွန်တော်ထုတ်ပြီးကျွန်တော် copy ကိုကျွန်တော်ထည့်လိုက်မယ်ကျွန်တော်ဒီ test နေကျွန်တော်ထည့်လိုက်မယ်ထည့်ကျွန်တော်ဖွင့်ချလိုက်မယ်ကျွန်တော် add ကိုနှိပ်မယ်ဒီလိုမျိုးကျွန်တော် programming ကိုလည်းလေ့လာလို့ရတယ်နော်။တော့အဆိုကျွန်တော် software ဝင်မသွားကျွန်တော် VPN ဖွင့်ထားဖို့လုပ်မယ်ကျွန်တော်လည်းပြည်ညိုင်းထိတဲ့ရောသုံးမိအောင်ကျွန်တော် VPN ပါပဲကျွန်တော်ဒီမှာကျွန်တော် software ကိုကျွန်တော်ထုတ်ပြမယ် language ကိုကျွန်တော်မြန်မာရွေးပြီးတော့ကျွန်တော်ဒီအောက်ဆုံးပါကျွန်တော်အောက်ဆုံးမှာမြန်မာဆိုတာပါတယ်ကျွန်တော်ချက်ဆွဲမယ်မြန်မာကျွန်တော်ဒီ audio overview ဖြစ်တဲ့အတွက်ကျွန်တော်လောင်းထားလိုက်မယ်ကျွန်တော်အကြာကြီးကျွန်တော်နားထောင်အောင်လို့ပြီးကျွန်တော် generate ကိုကျွန်တော်ချက်နှိပ်လိုက်မယ်ကျွန်တော် VPN မှာဒီလိုဖြစ်နေအဲကျွန်တော် VPN ဖွင့်ရင်ကျွန်တော်တစ်ချက်ကျွန်တော်ပြန်ပြီးလုပ်လိုက်မယ် generate ကျွန်တော်ကြာပြီဆိုဒီမျိုးလေးပေါ်လာလိမ့်မယ်နော်အဲကျွန်တော် video overview လေးလုပ်ကြည့်အောင် video overview ကျွန်တော်ဒီအောင်နားမှာကျွန်တော်အင်္ဂလိပ်မထားတော့ကျွန်တော်မြန်မာထားလိုက်မယ်ကျွန်တော်မြန်မာလိုပဲလေ့လာအောင်လို့ generate ပြီးဆိုကျွန်တော်ဒီ video overview လေးကျွန်တော်တူတူကြည့်ကြအောင်နော်ပြီးကျွန်တော်ဒီမှာလုပ်လို့ရရင်အများကြီးရှိပါကျွန်တော်ဒီနှစ်ခုပဲကျွန်တော်စမ်းပြပေးမယ်ကျွန်တော်ဒီ infographic ဆိုတာလည်းကျွန်တော်ကြည့်လို့ရတယ်ဗျာကျွန်တော် infographic ကိုကျွန်တော်ချက် generate လုပ်ပြပေးမယ်ပြီးတော့ကျွန်တော်ခဲဟန်ပုံလို့ချက်နေ infographic ကျွန်တော်ဒီဟာလေးနော်ကျွန်တော်ဝိုင်းပြပေးမယ်အားလည်းကျွန်တော် channel ကျွန်တော်ဒီမှာ language မှာကျွန်တော်မြန်မာ language ရေးမယ်မြန်မာကျွန်တော်ဒီ infographic ကောင်မြန်မာစာမှန်ကျွန်တော် video မှာ video ရတော့မြန်မာစာမှန်ဘူးညာအဲ့လိုမျိုးကျွန်တော်တွေ့ဘူးရကျွန်တော် generate ကိုနှိပ်လိုက်မယ်ကျွန်တော်ဒီပုံမှာရွေးလို့ရကျွန်တော်ဒါပေမဲ့မရွေးတော့တိတ်ပြီး generate လုပ်ထားတယ်ကျွန်တော်ဒီ infographic ကောင်မြန်မာကျွန်တော်ဒီပုံလေးကိုအရင်ဆုံးကြည့်လိုက်အောင်ကျွန်တော်အကုန်လုံး generate ထားတယ်ခဏစောင့်အောင်မယ်ရသွားရင်ကျွန်တော်ဒီပုံလေးကိုကျွန်တော်ကြည့်လိုက်အောင်စော်ရဖန်နေမှု line မမြေဖုံးနဲ့ခေါင်းစဉ်လေးအောင်လှတယ်နည်းနည်းကြာတယ်ကျွန်တော်ဒီမှာမြင်ရတယ်ပဲကျွန်တော်ဒီမှာ STNC ဆိုပြီးဒီမှာကျွန်တော်ဒီမှာ square model ဆိုအောင်ပြထားပြီထားပါကျွန်တော်ဒီအလေးကိုကျွန်တော် download ချမယ်ဆိုဒီပေါ်နားလေးမှာ download button လေးရှိရယ်အားလေးချက်နဲ့အဲ့ဒါကျွန်တော် download ချသွားတယ်ဒီမှာ download ချတယ်ကျွန်တော်မပြောင်းနော်ကျွန်တော်ဒီကဘာမှမတုံ့ပြန်ဘူးထိုက်ပါတော့ကျွန်တော်ဒီဟာလေးကိုကျွန်တော် down ထားရမယ်ကျွန်တော်ဒီကတော့ခဏစောင့်ရမယ်ကျွန်တော် video နဲ့ audio ကတော့ okay ရပါကျွန်တော် video screenshot ကြည့်ရင်တော့မြင်မှာပေါ့ပထမဆုံး audio overview ကိုကျွန်တော်နားထောင်ကြည့်အောင်ဒေါ်လာဘီလီယံချီပြီးတနင်္ဂနွေရှိနိုင်မဲ့ software idea ကောင်းတစ်ခုနဲ့မှာပေါ်လာတယ်ဆိုပါစို့ဗျစိတ်ကူးကြီးရောနေတဲ့တော့စိတ်လှုပ်ရှားစရာပဲရှင်ဟုတ်တယ်ဗျအဲ့ဒီလို idea ရပြီဆိုတာနဲ့ချက်ချင်းပဲကွန်ပျူတာရှိထိုင်လက်စစ်တွေကိုချိုးပြီးစာကုလို့ဒီရခွင့်လိုက်တဲ့အခါခေါင်းထဲမှာဘာမှစက်မထွက်လာတော့ပဲဟာလာဟင်းလင်းဖီတော်လာမျိုးကြုံဖူးကြမှာပါဟုတ်ပါတယ်လူတော်များများ overview နဲ့ထား24မိနစ်လောက်ဖြစ်သွားမယ်ကျွန်တော် video ရှင်းတော့မှာဆိုရင်ကျွန်တော် video overview လေးကျွန်တော်ကြည့်အောင်9မိနစ်လောက်ပဲရှိမယ်ဗျကျွန်တော်ဒါလေးကိုကြည့်အောင်software တစ်ခုလုံးမဲ့ဆိုတဲ့ SQL လေးတစ်ခုကနေတကယ် user တွေလက်ထဲရောက်သွားတဲ့ product တစ်ခုဖြစ်လာတဲ့အထိဘယ်လို plan နဲ့တွားရမလဲအဲ့ဒီအောင်မြင်မှုရဲ့လက်ညွှန်ချက်တွေကိုဒီနေ့အတူတူကြည့်သွားကြပါမယ် app ကောင်းကောင်းလေးတစ်ခုလုပ်ဖို့ idea တွေကတော့ကောင်းထဲမှာအပြည့်ပဲဒါပေမဲ့ဘယ်ကစရမလဲဘယ်လိုစရမလဲဆိုပြီးလမ်းပြောက်သွားဘူးလားဒါက developer tiny ပါကြုံဖို့တဲ့အခက်အခဲတစ်ခုပါတကယ်တော့လေ software project တွေအများစုဘာလို့ fail ဖြစ်လဲဆိုတော့ခုတ်ရတာညံ့လို့မဟုတ်ပါဘူးအဓိက plan မှာစနစ်တကျရှိတဲ့ plan မရှိလို့ပါအဲ့ဒီအချက်ကအရေးအကြီးဆုံးပဲ
ကဲဒါဆိုရင်အောင်မြင်တဲ့ software တွေနောက်ွယ်ကအဲ့ဒီလူဝှက်ချက်အဲ့ဒီ blueprint အကြောင်းကိုအခုပဲစပြီးဖော်ထုတ်ကြည့်လိုက်ကြရအောင်အဲ့ဒီ blueprint ကို technical term နဲ့ပြောရရင်တော့ software development life cycle အတို့က SDLC ပေါ့ဒါမဲ့ခေါင်းရှုပ်ခံစရာမလိုပါဘူးရိုးရိုးလေးပဲစဉ်းစားကြည့်ဒါကကိုယ့်ရဲ့ idea လေးကိုတကယ် product အဖြစ်အသက်သွင်းပေးမယ်လမ်းပြမြေပုံကြီးတစ်ခုပဲအဲ့ဒီမြေပုံမှာအဓိကအဆင့်6ဆင့်ရှိတယ် planning လုပ်မယ်လိုအပ်ချက်တွေကို analysis လုပ်မယ်ပြီးရင် design ဆွဲမယ်ပြီးမှ implementation ပေါ့ကိုယ့်ရဲ့အပိုင်းပေါ့အဲ့ဒါပြီးရင် testing လုပ်မယ်နောက်ဆုံးမှာတော့ deployment and maintenance ပေါ့ဒီအဆင့်တွေက project တစ်ခုလုံးကိုဟိုရောက်တည်အောင်နဲ့ရှုပ်ပါမသွားအောင်စနစ်တကျထိန်းကျောင်းပေးသွားမှာပါ Okay ပထမဆုံးနဲ့အရေးကြီးဆုံးအပိုင်းကိုစလိုက်ကြအောင်ကိုအကောင့်ထဲမှာရှိနေတဲ့တောက်ပတဲ့ idea တစ်ခုကိုတကယ်လက်တွေ့စမ်းတဲ့ plan တစ်ခုအဖြစ်ဘယ်လိုပုံဖော်မလဲ ကိုတကြောင်မှမစရိခင်ပါလေဒီအချက်၅ချက်ကမဖြစ်မနေလုပ်ရမယ့်အရာတွေပါကို app ကဘသူ့အတွက်လဲဘာပြဿနာကိုဖြေရှင်းပေးမှာလဲအဲ့ဒါကိုအရင်ဆုံးရှင်းအောင်လုပ်ရမယ်အဲ့ဒါမှဘယ် text stack တုံးမလဲ UI UX ကိုဘယ်လိုပုံဖော်မလဲပြီးတော့အရေးကြီးဆုံးကပထမဆုံး version မှာဘာ feature တွေပါကိုပါရမလဲဆိုတော့ကိုဆုံးဖြတ်လို့ရမှာ project ကိုဘယ် model နဲ့တွားမလဲဆိုတာကလည်းစိတ်ဝင်စားစရာပဲအရင်ခေတ်ကဆိုရင်တော့ waterfall model ပေါ့ရေတံခွန်လိုပဲတဆင်းပြီးမှနောက်တစ်ချက်နောက်ပြန်လှည့်လို့မရဘူးဒါပေမဲ့အခုခေတ်မှာတော့အဲ့လိုမဟုတ်တော့ဘူးအခြေအနေကလိုအပ်တယ်လို့ပြောင်းလဲလို့ရပဲအရင် flexible ဖြစ်တဲ့ agile model ကိုပဲ software company အများစုကသုံးနေကြတာပါကဲ plan ဆွဲပြီးပြီဆိုတော့ design အဆင့်ကို set သွားရအောင်ဒီအဆင့်ကလေတကယ်ကိုအိမ်မဆောက်ခင် engineer က blueprint ဆွဲတဲ့အဆင့်နဲ့တူမယ်အပေါ်ရန်မြင်ရမယ့်အလားပါတင်မကဘူးနော်Messi နဲ့မမြင်ရတဲ့အောက်ခြေကအုံမြင့်အထိပါ design ဆွဲရမှာ design မှာအပိုင်းညပိုင်းရှိတယ်လို့ပြောလို့ရတယ်ပထမတစ်ခုက UI/UX ဒါက user တွေမြင်ရမယ်ထိတွေ့သုံးစွဲရမယ့်အပိုင်းပေါ့ app ရဲ့မျက်နှာစာပဲနောက်တစ်ခုကတော့ data modeling ဒါကတော့မမြင်ရတဲ့ အုံမြင့် app တစ်ခုလုံးရဲ့အသက်သွေးကြောဖြစ်တဲ့ data တွေကိုဘယ်လိုစနစ်တကျဖွဲ့စည်းမလဲဆိုတာပဲ data modeling ကိုပေါ့ဆက်ဆက်လုပ်လိုက်ရင်ဘာဖြစ်တယ်လဲကြည့်အောင် user အချက်လက် product အချက်လက် order အချက်လက်အကုန်လုံးကို table တစ်ခုထဲမှာပဲစုပြုံထည့်လိုက်တယ်ဆိုပါစို့ဘာဖြစ်လာမလဲ app ကအရန်လေးလံလာမယ် data တွေကရောကုန်ပြီးအမားတွေတက်သီးထွက်လာအောင်ပါပဲအဲ့ဒီပြဿနာရဲ့ဖြေကတော့ data normalization ပါဆိုလိုတာကရှုပ်ပွေးနေတဲ့ data တွေကိုသက်ဆိုင်ရာအုပ်စုတွေခွဲပြီး table လေးတွေနဲ့စနစ်တကျခွဲထုတ်လိုက်တာ users table တည်တဲ့ products table တည်တဲ့ orders table တည်တဲ့ပေါ့ပြီးမှသူတို့ကိုသက်ဆိုင်ရာ ID တွေနဲ့ပြန်ချိတ်ပေးလိုက်တာဒါကအတန်ရှင်းဆုံးနဲ့ထိရောက်ဆုံးဒီလမ်းပါ design အပိုင်းလက်ပြီးပြီဆိုတော့အလုံးဆောင်မြောင်နေတဲ့ခုရေးတဲ့အပိုင်းကိုရောက်လာပါပြီဒါမဲ့ဒီမှာလဲစိတ်ထင်တိုင်းတွေ့ကြလျောက်ရေးလို့မရဘူးเนาะဘယ် feature ကိုအရင်ရေးမလဲဘယ် task ကိုအရင်လုပ်မလဲဆိုတာကိုဦးစားပေးစနစ်တကျသွားရအောင်ပါဦးစားပေးထားမှာ for framework တွေထဲကတစ်ခုကတော့ Eisenhower matrix ပါအရင်ရုပ်ရှင်းတယ်ရေးချပြီးရေးပုံဖြစ်တဲ့အလုပ်တွေကို do it now ဆိုပြီးချက်ချင်းလုပ်ရမယ်ဥပမာ app ရဲ့အထူးက database connection လို့မျိုးပါဒါမှမရှိဘာမှဆက်လုပ်လို့မရဘူးလေဒါမဲ့ software developer တွေကြမှာတကယ်ရေးပန်းစားတာကတော့ Moscow method ပါ Moscow ဆိုတာ must have should have could have won't have ပေါ့အဓိကကတော့ကို app အလုပ်လုပ်ဖို့တဲ့မရှိလို့လုံးဝမဖြစ်တဲ့ must have feature တွေကိုယဉ်ဆုံးအာရုံစိုက်ပြီးအပိတရမှာပါအဲ့ဒီ must have feature တွေကိုပဲစုပြီးတော့အခြေခံအကြားဆုံးဒါပေမဲ့သုံးလို့ရတဲ့ product version တကူကိုတည်ဆောက်တာကို minimum viable product ဒါမှမဟုတ် MVP လို့ခေါ်ပါတယ်project အကြီးကြီးတစ်ခုလုံးကိုတခါတည်းပြီးအောင်ဒီ software တဲ့ဒီ MVP လေးကိုအရင်ဆုံး launch လုပ်နိုင်တာကအောင်မြင်ဖို့အဓိကတော့ချက်တစ်ခုပါပဲကဲအခုဆိုရင်တော့ project တစ်ခုကို user တွေစီမပို့ခင်နောက်ဆုံးပိတ်အနေနဲ့တေချာကယူဆက်ရမယ့်အရေးကြီးတဲ့အဆင့်တွေအကြောင်းဆက်ကြည့်လိုက်ရအောင်ဒီစကားကအရန်ကိုမှတ်ပါတယ် app ကဘယ်လောက်ပဲမိုက်နေပါစေ security ပေါက်နေရင်အတုံးဝင်တဲ့ asset ကိုမဟုတ်တော့ပဲတာဝန်ခံရမယ့် liability တခုဖြစ်သွားနိုင်တယ်ဆိုတော့ security ဆိုတာနောက်ဆုံးမှကတ်ထည့်ရမယ့်အရာမျိုးလုံးဝမဟုတ်ပါဘူး software security မှာအဓိကမန်တိုင်ကြီးတွေရှိပါတယ် user ကဘယ်သူပဲဝါမှန်ကြောင်းစစ်တဲ့ authentication တို့ဘာတွေလုပ်ပိုင်ခွင့်ရှိလဲဆိုတာသတ်မှတ်တဲ့ authorization data တွေကိုလုံခြုံအောင်ကိုယ်ဝတ်တဲ့ data encryption user စီကလာတဲ့ input တွေကိုဘယ်တော့မှမယုံကြည်ဖို့လိုတဲ့ input validation နောက်ပြီးတော့အရန်ရေးချတဲ့ row level security ပေါ့ဒါက user တယောက်ကိုသူ့ data သူပဲမြင်ခွင့်ရှိအောင်ကန့်သတ်ထားတာပါလက်တွေ့ဥပမာလေးတစ်ခုကြည့်အောင် Superbase လေးမျိုးမှာ auth.uid equals user id ဆိုတဲ့ rule လေးတစ်ကြောင်းရေးလိုက်ရုံနဲ့ login ဝင်ထားတဲ့ user ဟာသူကိုယ်တိုင်ပိုင်တဲ့ data တွေကိုပဲမြင်ရတော့မှာပါအရန်ရိုးရှင်းတယ်ဒါပေမဲ့အရန်ကိုအစွမ်းထက်ပါတယ်နောက်ဆုံးအနေနဲ့
project တစ်ခုကိုရေရှည်ကြောစဉ်းစားတဲ့အခါမိထားလို့မဖြစ်တဲ့အချက်တွေလည်းရှိသေးတယ် documentation ပေါ့ကိုအကြောင်းပြန်ရှင်းပြထားတဲ့မှတ်တမ်းတွေကနောက်တစ်ခါကိုယ်တိုင်ပြန်ကြည့်တဲ့အခါဖြစ်ဖြစ်တခြားတို့နဲ့အလုပ်လုပ်တဲ့အခါဖြစ်ဖြစ်အရန်အရေးကြီးတယ်ပြီးတော့ version control git လို့2မျိုးသုံးပြီးအပြောင်းလဲတိုင်းကိုမတိုင်တင်ထားတော့တစ်ခုခုမှားသွားရင်အရင် version ကိုစိတ်ချလက်ချပြန်သွားလို့ရတယ် scalability ကတော့အနာဂတ်အတွက်ကြိုတင်ပြင်ဆင်တာ user တွေတင်းထန်ကြီးဖြစ်လာရင်တော့ကို app က crash မဖြစ်တော့အောင်စဉ်းစားထားရမယ်အဲ့ဒါတွေအားလုံးအစင်းစင်းဖြစ်ပြီးဆိုမှ deployment လုပ်ပြီးကို product ကိုကဘာကြီးစီချပြရမှာပါဆိုတော့အားလုံးကိုပြန်ထုတ်ရရင်အောင်မြင်တဲ့ software တစ်ခုအတွက်တော့ချက်ကခုမရေးခင် plan အရင်တခြားဆွဲဟိုပါပဲအကြီးကြီးတွေမစင်စားပဲ must have feature တွေနဲ့ MVP ကိုပဲအရင်ဆုံးအာရုံစိုက်ပါကိုယ့်ရဲ့ data တွေကိုအစကတည်းကစနစ်တကျဖွဲ့စည်းပါပြီးတော့ security ကို normal လုပ်မယ်ဆိုပြီးဘယ်တော့မှမထားခဲ့ပါနဲ့ကဲအခုဆိုရင်တော့ software တစ်ခုကိုအောင်မြင်တည်ဆောက်ဖို့အတွက်လိုအပ်တဲ့ blueprint တစ်ခုလုံးကိုရသွားတော့ပါပြီဒါဆိုကိုယ့်ရဲ့ project ဒီဟူတော့အဆောက်အဦအတွက်ပထမဆုံးအုပ်တစ်ချက်ကိုဘယ်နေရာကနေစပြီးချမလဲ ဒါတော့ကျွန်တော်မယ်ဆိုရင်လည်းဘူးတူတူလောက်မျိုးထင်ပါတယ်ကျွန်တော်ပြောကြရင် programming ဆိုတာဘာလဲကျွန်တော်နောက်ပွင့်နေအောင်တောင်းပြီးတော့ video တစ်ခုလုပ်ဖို့စီစဉ်ရှိတယ်အဲ့ဝင်စားဆိုတော့ comment လေးမှတ်ပြီးပါနောက်ပိုင်းမှာ Android phone ထဲမှာတောင်းလို့ရတဲ့ကိုယ့်ရဲ့ data နဲ့တူပြန်လာခဲ့ပါမယ်ဟုတ်ကဲ့ဒီတော့လောက်ပါပဲအားလုံးကျေးဇူးအများကြီးတင်ပါတယ်